ဘောလုံးသမိုင်းမှာရေစရာအကောင်းဆုံးမတော်တဆ9များတဲ့ကထိတ်တန်းလေးကိုနံပါတ်4ဂိုးသမားကပင်နယ်တီကန်ပါတယ်။သူကန်လိုက်တဲ့ဘောလုံးကဂိုးတိုင်ပေါ်တန်းကိုထိပြီးကောင်းကင်ပေါ်အမြင့်ကြီးလွင့်တက်သွားပါတယ်။ဂိုးသမားကတော့အဆုံးသက်သွားပြီးအမှတ်နဲ့အောင်ပွဲခံနေချိန်မှာတစ်ဖက်အသင်းကတော့ဒိုင်လူကြီးကိုပွဲမရက်ဖို့အော်ဟစ်တောင်းဆိုနေကြပါတယ်။အဲ့ဒီနောက်ဘောလုံးကအောက်ပြန်ကျလာပြီးဂိုးပေါက်ထဲကိုဖြည်းဖြည်းချင်းလိမ့်ဝင်သွားပါတယ်။ဂိုးသမားပြန်လှည့်ကြည့်တဲ့အချိန်မှာတော့နောက်ကျသွားပြီးဖြစ်ပြီးဘောလုံးကဂိုးထဲတန်းဝင်သွားပါတော့တယ်။နံပါတ်3ဒါရင်ဘတ်နဲ့လီဗာပူးပွဲစဉ်တန်းကဂိုးအေရီးယာထဲကနေဂိုးသမားစီတက်တက်ကန်သွင်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီဘောလုံးကကွင်းထဲမှာရှိနေတဲ့ကမ်းခြေ3ဘောလုံးအကြီးကြီးတစ်ခုကိုတွားထိပြီးဂိုးသမားကိုလှည့်စားသွားပါတယ်။အဲ့ဒီနောက်ဘောလုံးကဂိုးပိုက်ထဲလိမ့်ဝင်သွားပါတယ်။နံပါတ်2ခရဝုတ်နဲ့ဝက်ဖို့ပွဲစဉ်ဂိုးသမားကဘောလုံးကိုကန်ထုတ်ဖို့ကြိုးစားပေမဲ့ဝုတ်ရဲ့မျက်နှာကိုတက်တက်သွားထိပြီးဂိုးထဲကိုတန်းကန်ထွက်သွားပါတယ်။သူဘာမှတောင်လုပ်เสียရမလို့ပဲသူ့မျက်နှာကပဲအလုံးအားလုံးလှုပ်ပေးသွားတာပါ။နံပါတ်1စတန်ကိုလီမူသူကကိုက်30လောက်กว่าကနေကန်သွင်းလိုက်တာပါတိတ်ထူးခြားတာမျိုးမဟုတ်ပဲဂိုးသမားအတွက်အေးဆေးဖမ်းလို့ရတဲ့အနေထားပါ။ဒါပေမဲ့ဘောလုံးကဂိုးသမားစီကနေကံမကောင်းစွာနဲ့ပြန်ကန်ထွက်ပြီးဂိုးထဲလိမ့်ဝင်သွားပါတယ်။ဒီလိုနဲ့ပဲရိုးရိုးရှင်းရှင်းကန်သွင်းချက်တစ်ခုကလုံးဝကိုမတော်တဆဂိုးတစ်ခုဖြစ်သွားခဲ့ပါတယ်